Lisa Lamdia ဘာဖြစ်ခဲ့တာလဲသူမရဲ့နောက်ဆုံးချိန်ကိုတော့ကင်မရာထဲမှာတွေ့ခဲ့ရပြီမယ်အမှန်တရားကိုတော့ရှာမတွေ့ခဲ့ဘူး2013ခုနှစ်မှာ Lisa Lam ဟာကနေဒါနိုင်ငံသူခရီးသွားတစ်ယောက်ဖြစ်ပြီး Los Angeles မှာရှိတဲ့ Cecil Hotel မှာတဲဟိုခဲ့ပါတယ်ဒါပေမဲ့သူမရဲ့ဖြစ်ရဟာအလွန်ကြောက်ဖို့ကောင်းပါတယ်လုံခြုံရေးမှတ်တမ်းအရသူမဓာတ်လေကားတွေဝင်လာပြီးခလုတ်တွေကိုနှိပ်နေတာတွေ့ရတယ်ပြီးတော့ချစ်ချင်းဆိုသလိုပဲဓာတ်လေကားရဲ့ထောင်ပြေးကပ်ပြီးသူမအဖမ်းခံရတော့မဲ့ပုံစံမျိုးပြုတ်မှုခဲ့တယ်နောက်ဆုံး Alyssa ကိုတော့ဓာတ်လေကားထဲမှာထူးဆန်းတဲ့အပြုအမူတွေနဲ့တွေ့ခဲ့ရပါတယ်နောက်တော့ကင်မရာထဲမှာပါလုံးဝပျောက်ဆုံးသွားခဲ့ပါတယ်ဓာတ်လေကားတကားကတော့အဲ့ရထက်မှာပဲဖွင့်လိုက်ပိတ်လိုက်နေထက်ကတလေလေဖြစ်နေခဲ့တယ်တပတ်လောက်ကြာတော့သူမရဲ့အလောင်းဟိုတယ်ရေတိုင်ကြီးထဲမှာရှာတွေ့ခဲ့တယ်။ဒါပေမဲ့အဆိုးဆုံးအပိုင်းကတော့အဲ့ရေတိုင်ကြီးတွေကရေတွေကိုဟိုတယ်မှာလာတဲတဲ့လူတွေကအသုံးပြုနေတယ်ဆိုတာပဲ။ဘာဖြစ်လို့သူမအဲ့လိုမျိုးတည်ဆုံးသွားခဲ့ရတာလဲ။တချို့ကတော့သူမတည်ဆုံးမှုကိုမတော်တဆမှုတစ်ခုကြောင့်လို့ပြောကြတယ်။တချို့ကတော့ဒါမကောင်းဆိုးဝါးတစ်ကောင်ကြောင့်လို့တော့ပြောကြတယ်။ Alyssa Lamရဲ့တည်ဆုံးမှုဟာမတော်တဆမှုတစ်ခုကြောင့်လား။ဘာကြောင့်လဲ။ခင်ဗျားတို့ဘယ်လိုမြင်လဲ။ comment မှာရေးပါ။ကျွန်တော်တို့ Ultimate ပါဒီလိုမျိုးအကြောင်းအရာတွေကိုသိကျင်နေဆိုရင်တော့ follow လုပ်ထားဖို့မမေ့ပါနဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာဆက်တွေ့ကြပါ